ဖြစ်အောင်ကြိုးစားလိုက်လောကကြီးမှာမိဖုရားမရှာဘူးမှတ်ထားမင်းဘယင်ဖြစ်ဖို့တော့လိုတယ်နော်တရောင်းစားဖြစ်ရင်တရောင်းစားကြော်တောင်မရှိဘူးမင်းတို့ရဲ့ရည်မှန်းချက်ကြီးမကြီးတော့မသိဘူးအခုထိငါတို့အားလုံးကကျောင်းကိုရောက်တဲ့အချစ်ကြောင်ပြောကြတယ်ပြောပြရစီသမီးတို့ရဲ့ပါဠိကန်လေးစမ်းပါသမီးတို့ဘယ်ပါဠိကန်လဲပါဒီပါဠိရောက်ကန်လဲဟုတ်တာပေါ့သမီးတို့ပါကိုနမ်းမှုတဲ့သူရှိတယ်ညီတို့ဘာလျှောက်စဉ်းစားတာတော့ဟုတ်တယ်မင်းညာတော့လေသမီးတို့ပါကိုနမ်းမှုတဲ့သူရှိတယ်အဖေနဲ့အမေပဲဖေမေနမ်းထားတဲ့ဒီပါကိုဒီအစုပ်ဘလောက်ကောင်းနေနှခမ်းနဲ့အနမ်းခံပါလားဆရာလွန်သွားပြီတားယောက်ျားလေးတွေကိုပြောချင်တယ်ကိုနှခမ်းလေးကိုကင်လိုက်ပါတားလို့ရင်ဟောဒီနှခမ်းလေးကချစ်တယ်လို့မင်းတို့ပြောဘူးတယ်နော်ဘသူ့ကိုစပြောလာလဲအဖေနဲ့အမေကိုချစ်တယ်လို့ပြောတဲ့နှခမ်းဒီအောင်ဒါတွေကိုချစ်တယ်လို့မပြောတော့မှလည်းလောက်တောင်းမိုးမရှိပဲနဲ့များတဲ့ပြောချင်တာတော့မင်းတို့ရီမှန်းချက်ကြီးထားပါ